Harry ပါရှင် Harry ဒီနေ့မှာတော့ blind box ဖောက်မယ် blind box ဆိုပြီးတော့အထင်မကြီးပါနဲ့လဘူးဘာရှင်လည်းမဟုတ်ပါဘူး baby tree လည်းမဟုတ်ပါဘူးရရလည်းမဟုတ်ပါဘူး Harry ပါလေ handmade လောက်ထား blind box ပေါ့နော်ဒါ blind box ဒီတစ်ခုလောက်ထားမှာ blind box တင်းနေချီဘယ်ချိန်မှလောက်လိုက်မြင်ဒီ Harry ကအရှိမှလေစားကြက်မဟုတ် TV ကြည့်အမတော့စီးပြီးထားလိုက်ပြီဒါလေးဒီချက်ကဒါအကုန်ကြတယ်နဲ့ဒါပေမဲ့ဒီလေဒီခလာရင်ကြတယ်ဒီမှာလဲ yellow color ရှိရကြောလေဒီ color ကြီးဆိုကြတယ်ပေါ့အဲ့ဒါဖောက်ရဒါပေမဲ့အစိမ်းရောင်လေးဆိုပိုကောင်းတယ်တော့ Harry အသေးကစိမ်းရောင်ဆိုလေစိမ်းရောင်တက်ပါစိုက်ပါတယ်ကတော့ Harry တဲ့ဒီအိတ်ထဲမှာမင်းဆက်ဆန်းဟုတ်တယ်အိတ်ထဲမှာမဟုတ်ဒီထဲမှာအလီယာဆက်ပါလိမ့်မယ်ဟာလီဖောက်တယ်လေပါလေအစရောချစ်ရမယ်ထိုင်ကြိုက်ကလေးပြ Oh my gosh ကလေးချစ်စရာလေးဒီရရှူလာတယ်မသိဒါလေးပါဒါလေးရအမလေးအကြီးပဲဟောနှစ်ခုများလာတကုန်းပြန်လာမသိချဘူးဒီချက်အကုန်ပေါက်ချင်တယ်ပေါ့ဒါပေမဲ့ဒီရရဲ့ပေါက်ချင်တယ်ဒီရရဲ့ပေါက်ချင်မယ်ဒီခဲအောင်ကြီးမကြချင်ခဲအောင်ကြိုက်တော့တယ်ခဲအောင်မကြချင်ပါဘူးအော်အပြာရောင်ကြီးမြင်သွားပြီလောက်ကြပါဦးဒါပေမဲ့ပြီဘာလေးကြွလာလဲမသိဘူးမမြင်လိုက်ဘူးတကယ်ပြောတာဟာမမြင်လိုက်ဘူးဘာခါသားမသိဘူးအဲ့ဒါလေးခါကဲကတော့ယူလို့ပြပြီ Harry မောင်လေးအခုလေ blind box ဒီသွားလို့ဒီ Harry ဖောက်နေဆိုပြီးHarry မနေချွေးထားတာလားHarry မနေချွေးထားဟုတ်ကြပါမစိတ်ချဒါပေမဲ့ဒါပြောဖို့မိလားအဲ့ဒါပြောပြလိုက်နော်အဲ့ဒါဒါကကတော့ရှိလို့ပါပြီးသွားပြီပေါ့နော်မထူလားဟဲ့ဟာ My gosh အပြောင်းအောင်လို့ချစ်စရာအပြောင်းအောင်လေးကြိုက်တာပေါ့အပြောင်း secret ပုံချင်တာပဲအဖြူပါလို့အဲ့ရောခေါင်းစားတယ်ဒါကိုရှင်မဲ့တော့ဒါမဟုတ်ပါဘူးအပြောင်းရဒီအပြောင်းလေးဒါ secret အဲ့မှာပဲ secret ပါပေါ့ပါblind box လေးခုမှဖောက်သွားဟိုတခါမှဘယ်တော့တကယ်ပြောတာHarry တကယ်ချင်းနေပါလေပဲပေါ့နော် Harry ဘောရာတွေပါလေ blind box ဖောက်ဘူးလားအဲ့ဒါ blind box ဖောက်ဘူးလို့ blind box ဖောက်ဘူးလားဆို comment အောက်မှာရေးခဲ့ပေါ့နော် Harry ရဲ့ရှိလို့ချစ်တယ် bye bye